ရိုနယ်ဒိုရဲ့စံချိန်ကိုလိုက်မိသွားခဲ့ပြီးစံချိန်တစ်တွေပိုင်ဆိုင်ဖို့နီးစပ်သွားတဲ့ Bruno Fernandesမန်ယူတင်ကောင်းဆောင် Bruno Fernandes အသင်းရဲ့ကန်တွင်ကစားသမား Ronaldo ရဲ့စံချိန်ကိုလိုက်မိသွားတဲ့အပြင်စံချိန်တစ်တွေကိုပါပိုင်ဆိုင်ဖို့နီးစပ်သွားခဲ့ပါတယ်။ Bruno Fernandes က Brentford ကိုအနိုင်ရခဲ့တဲ့ပွဲမှာ Sheshko သွင်းခဲ့တဲ့ဂိုးကိုဖန်တီးပေးနိုင်ခဲ့တာကြောင့်မန်ယူအတွက်ဂိုးပါဝင်ပတ်သက်မှုအကြိမ်140ရှိသွားခဲ့ပြီး Ronaldo ရဲ့စံချိန်ကိုလိုက်မိသွားခဲ့တာပါ။ Ronaldo က103ဂိုးသွင်းခဲ့ပြီးဂိုးဖန်တီးမှု38ကြိမ်လုပ်ခဲ့ပါတယ်။ Bruno Fernandes ကတော့ဂိုး80သွင်းခဲ့ပြီးဂိုးဖန်တီးမှု80လုပ်ခဲ့တာပါ။ Bruno Fernandes ဟာ26နှစ်ကြာတည်တံ့ခဲ့တဲ့တရားဒီအတွင်းဂိုးဖန်တီးမှုအများဆုံးကစားသမားဆိုတဲ့စံချိန်တစ်ကိုDavid Beckham စီကနေလွှဲပြောင်းရယူနိုင်ခဲ့ပြီးနောက်မှာ Ronaldo ရဲ့စံချိန်ကိုပါလိုက်မိခဲ့တာပါ။ဒါ့အပြင် Bruno Fernandes ကလက်ကျန်၄ပွဲမှာဂိုးဖန်တီးမှုတစ်ချိန်လုပ်နိုင်ရင် Premier League သမိုင်းမှာတရားဒီအတွင်းဂိုးဖန်တီးမှုအများဆုံးလုပ်နိုင်ခဲ့တဲ့စံချိန်ရှင်တွေဖြစ်တဲ့ Thierry Henry နဲ့ De Bruyne တို့ရဲ့စံချိန်ကိုလိုက်မိမှာပါ။ဒါ့အပြင်ဂိုးဖန်တီးမှု2ချိန်လုပ်နိုင်ခဲ့ရင်တော့ Bruno Fernandes ဟာစံချိန်တစ်ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kickoff Arena Online Service ရှိပါတယ်။555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။